မနက်အိယာကထားပြီးချင်းစစ်လိတ်တောက်ချင်းဟာဘာကြောင့်ကိုတက်သေးတာနဲ့တူတယ်လဲဆိုတာသိပါသလား1993ခုနှစ်တုန်းကတည်းကကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟူကစစ်လိတ်ကိုပထမတန်းစားကင်ဆာဖြစ်စေနိုင်သောပစ္စည်းဖြစ်သတ်မှတ်ထားပြီးဖော်မာလာဒိုဟိုက်နဲ့တူညီတဲ့အန္တရာယ်ရှိတဲ့အဆင့်မှာထည့်ထားပါတယ်ကမ္ဘာတဝန်းမှာနှစ်စဉ်စစ်လိတ်ကြောင့်သေဆုံးသူဦးရေ9 တန်းနီးပါးရှိပြီးဒါဟာတစ်နှစ်တစ်ကြိမ်မြို့တစ်မြို့လုံးပျောက်ကွယ်သွားတာနဲ့တူညီပါတယ်တင်စစ်လိတ်တလိတ်ကိုမီးညှိပြီးတောက်လိုက်တဲ့အချိန်ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်သွားသလဲစစ်လိတ်မီးလောင်ရာကနေအန္တရာယ်ရှိတဲ့ဓာတုပစ္စည်းအထောင်ပေါင်းများစွာထွက်ပေါ်လာပါတယ်။အဲ့ဒီအခိုးငွေ့တွေဟာပထမဆုံးပါးစပ်ထဲဝင်ပြီးသွားတဲ့သွားဖုံးတွေကိုတဖြည်းဖြည်းချိုးဖောက်ပျက်စီးစေပါတယ်။ထို့နောက်အသက်ရှူလမ်းကြောင်းအောက်ပိုင်းကိုဆင်းသက်ပြီးအဲ့ဒီနေရာမှာရှိတဲ့တင်းငယ်တဲ့အမွှေးရမ်းများဆဲလ်ကိုဖျက်ဆီးဖြစ်ပါတယ်။ဒီဆဲလ်တွေဟာအန္တရာယ်ရှိတဲ့အမုံမွှားတွေများစွာကိုအဆုတ်ထဲမဝင်နိုင်အောင်ကာကွယ်ပေးတဲ့နောက်ဆုံးကာကွယ်ရေးစနစ်ဖြစ်ပါတယ်။ဒါပေမဲ့စစ်လိတ်အခိုးငွေ့တွေကကတ်တက်တဲ့ဓာတ်ကဒီအမွှေးရမ်းတွေကိုကပ်ပြီးလှုပ်ရှားမှုကိုနှေးကွေးစေသို့မဟုတ်လုံးဝရပ်တန့်စေပါတယ်။အဲ့ဒီလိုနဲ့ကာကွယ်မှုပျက်စီးသွားတဲ့အခါအစိတ်ဓာတုပစ္စည်းတွေအဆုတ်ထဲကိုလွတ်လပ်စွာဝင်ရောက်လာပြီးတန်းရောင်ဖြစ်တဲ့အဆုတ်ကိုအမဲရောင်ဖြစ်အောင်ပြောင်းလဲစေပါတယ်။ထို့အပြင်စစ်လိတ်ခိုးထဲမှာရှိတဲ့ကာဗွန်မိုနောက်ဆိုက်ဟာသွေးထဲကအောက်ဆီဂျင်ကိုဖယ်ရှားပစ်ပြီးဆဲလ်တွေကိုအောက်ဆီဂျင်မရတဲ့အခြေအနေထဲထည့်ပေးပါတယ်။ဒါကြောင့်တင်အသက်ရှူတိုင်းအခက်အခဲတွေကြုံတွေ့ရပါတယ်။ဒါဆိုစစ်လိတ်ဟာအန္တရာယ်ရှိတာကိုသိနေတဲ့လူတွေဘာကြောင့်မဖြတ်နိုင်သေးတာလဲ။အကြောင်းရင်းကနီကိုတင်းနိုက်ကာတင်ဖြစ်ပါတယ်။စစ်လိတ်တောက်ပြီး9 စက္ကန့်အတွင်းမှာနီကိုတင်းဟာအုံနောက်ထဲကိုရောက်သွားပြီးဒိုဖမ်းမင်လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းကိုအလွန်ကျွံထုတ်လုပ်စေပါတယ်။ဒါကြောင့်တင်ခဏတာပျော်ရွှင်မှုစိတ်အေးချမ်းမှုကိုခံစားရပါတယ်။ဒါပေမဲ့ဒီအရာဟာမကောင်းတဲ့လက်ကွက်တစ်ခုပါနီကိုတင်းဟာခန္ဓာကိုယ်ထဲမှာမကြာခဏတာတည်ရှိပြီးပျောက်ကွယ်သွားတဲ့အခါဒိုဖမ်းမင်အဆင့်လျှော့ကျသွားပါတယ်။အဲ့ဒီအချိန်မှာစိတ်မချမ်းသာစိတ်တို့စိတ်ပန်းမရဖြစ်လာပြီးနောက်တစ်ချောင်းကိုထပ်ဆွဲကျင်လာပါတယ်။အချိန်ကြာလာတာနဲ့အမျှတင်အုံနောက်ကဒီအရာကိုလေ့ကျင့်ခံလာပြီးပုံမူများပြားတဲ့နီကိုတင်းလိုအပ်လာပါတယ်။ဒါကြောင့်စစ်လိတ်ဖြတ်ရတာခက်ခဲလာတာပါ။စစ်လိတ်ကိုမဖြတ်နိုင်သေးရင်အန္တရာယ်အများဆုံးအချိန်တွေကိုတော့အနည်းဆုံးရှောင်ရှားသင့်ပါတယ်။အစာစားချိန်သို့မဟုတ်စားပြီးချက်ချင်းမတောက်ပါနဲ့။အစာစားချိန်မှာစစ်လိတ်ထဲကအစိတ်ဓာတုပစ္စည်းတွေအစာနဲ့အတူအစာအိမ်ထဲဝင်သွားပြီးအစာအိမ်ကိုပျက်စီးစေပါတယ်။နှစ်အိပ်ရေးပြက်ညအိပ်မပျော်ချိန်မတောက်ပါနဲ့။ဒီအချိန်မှာခန္ဓာကိုယ်ဟာစိတ်ဖိစီးမှုအမြင့်ဆုံးအခြေအနေမှာရှိပြီးစစ်လိတ်တောက်ရင်နှလုံးနဲ့သွေးကြောစနစ်ကိုနှစ်ဆအန္တရာယ်ဖြစ်စေပါတယ်။3. မနက်အိယာထားပြီးချက်ချင်းစစ်လိတ်မတောက်ပါနဲ့။ဒီအချိန်မှာသွေးဟာထူထပ်နေပြီးနီကိုတင်းကြောင့်သွေးကြောတွေချုပ်သွားတာကနှလုံးရပ်တန့်ခြင်းအန္တရာယ်ကိုအလွန်တိုးစေပါတယ်။သုတေသနအရမနက်15မိနစ်အတွင်းစစ်လိတ်ဆွဲသူတွေမှာသေဆုံးနိုင်ခြေ36တိုးလာပါတယ်။ထို့အပြင်နှလုံးရပ်တန့်သေဆုံးမှုအများစုဟာမနက်6နာရီမှ10နာရီအတွင်းဖြစ်ပွားပါတယ်။နောက်ဆုံးမှာစစ်လိတ်ဟာသွေးကြောနံရံတွေကိုပျက်စီးစေပြီးအဆီဓာတ်များစုပေါင်းလာစေကနှာကိုလည်းပျက်စီးစေပါတယ်။ဒီလိုဖြစ်လာရင်ကင်ဆာဖြစ်နိုင်ခြေအလွန်မြင့်တက်လာပါတယ်။အကောင်းဆုံးကတော့စစ်လိတ်ကိုမဆမ်းမိအောင်ရှောင်ရှားခြင်းပါပဲ။တင်စစ်လိတ်ဆွဲနေပြီးသားဆိုရင်တော့စစ်လိတ်တလိတ်မီးကြီးလိုက်တာဟာတင်အသက်ကိုအန္တရာယ်စီချင်းကပ်နေခြင်းဖြစ်ပါတယ်။တင်ကျန်းမာရေးအတွက်၎င်းတင်နာကလူတွေကိုကာကွယ်ရန်အတွက်၎င်းဒီနေ့ကစပြီးစစ်လိတ်ကိုလွတ်ပစ်လိုက်ပါ။